ချို့မြို့တွေဆိုလို့ရှိရင်စင်ကြီးတွေကမြင့်လိုက်တာကျွန်တော်မဟောခင်အောက်ကထိုင်ပြီးတော့ကိုယ့်လက်ရောက်မှကြောက်နေပါတယ်အဲ့ဒီစင်မောငါဘယ်လိုရောက်အောင်တက်ရမလဲပြီးခဲ့တဲ့နှစ်ကအခုကူမှာဟောတော့အဲ့လိုပဲစင်ကမြင့်နေလေက9ထစ်ရှိတယ်2ယောက်ကတွဲရတယ်စင်မောက2ယောက်ကဆွဲရတယ်နောက်က2ယောက်ကတွန်းရတယ်6ယောက်ပေါင်းမှကျွန်တော်စင်မောရောက်တယ်ဟိုးနောက်က1ယောက်ကမနေနိုင်ဘူးလှမ်းអော်ပြောတယ်ဟာဒီစာရေးဆရာလည်းတော့တောက်ထားပြီးမူးနေတာပဲတောက်လည်းမတောက်လဲရပဲနဲ့အဲ့ဒီလိုလည်းပြောတာကြုံရပါတယ်ကျွန်တော်တောင်းသားဘဝမန္တလေးတက်သူတောင်းသားတို့ကတော့ဘောလုံးလက်ရွေးစင်ပါပဲဘောလုံးကန်ကောင်းပါလေအခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူးကျွန်တော်မှတ်မိပါတယ်မန္တလေးတက်သူတောင်းသားတို့ကဝါဆိုလာပြည့်နေ့မှာမန္တလေးတောင်ကိုပြေးတက်တယ်လေကားတစ်ထစ်ကျော်ခုံပြန်ကျော်လွှတ်တက်တယ်ဟိုးရှေ့ကကောင်မလေးတွေကိုမိအောင်လိုက်တာပါခုတော့မလိုက်နိုင်တော့ပါဘူးလိုက်ချင်စိတ်လည်းမရှိတော့ပါဘူးဟိုးသူများကိုနှိမ့်ဆက်ညှဉ်းပန်းရင်အဲ့လိုမတန်မစွမ်းဖြစ်တယ်တဲ့ကျွန်တော်ဒီဘဝတော့သူများကိုနှိမ့်ဆက်တာမရှိပါဘူးနှိမ့်ဆက်ညှဉ်းပန်းတယ်လို့ကြားရင်လည်းဆက်ဆုပ်ယွံမုန်းပါတယ်သို့တော့အတိတ်ဘဝတစ်ခုတုန်းကတော့တော်တော်ပြင်းငယ်ပုံရပါတယ်အဲ့ဒီဝကျွေးတွေပေးဆက်နေရတယ်ဝကျွေးရှိရင်ပေးရမှာပဲလေဒီဆရာတော်ဘုရားကြီးကအိမ်တိန်ကဆွန်းစားပင့်တယ်တဲ့ဆွန်းသွားပြီးတော့ဖုံးပေးတာပေါ့ဆွန်းဖုံးပေးပြီးတော့အိမ်ကပြန်ထွက်မှာအိမ်အဝင်ချွတ်ထားခဲ့တဲ့လေဒီဆရာတော်ဘုရားကြီးရဲ့ဖက်နှက်ကပျောက်သွားတယ်ကျန်တဲ့တန်ဃာတွေကတော့ကိုယ်ဖက်နှက်ကလေးကိုစီးကြွသွားလေဒီဆရာတော်ကြီးကသူချွတ်ထားတဲ့ဖက်နှက်နေရာကလေးအငေးသားကြည့်နေပါတယ်တဲ့အလှရှင်ကစိတ်မကောင်းဘူးအရှင်ဘုရားဖက်နှက်ကိုနှမျောမနေပါနဲ့တပည့်တော်အသစ်ဝယ်လှူပါမယ်လို့ပြောတယ်လေဒီဆရာတော်ကြီးကပြန်ပြောတယ်ဖက်နှက်ကိုနှမျောလို့မဟုတ်ပါဘူးတဲ့ဟိုးတိတ်ဒီဘဝမှာလေဒီဆရာတော်ဖြစ်မဲ့ပုဂ္ဂိုလ်ကဟိုးတိတ်ဘဝတစ်ခုမှာသူများဖက်နှက်ခိုးခဲ့မိတာရှက်လို့ပါကျွန်တော်တို့ကောင်းမှုတွေပြုရင်ကောင်းမှုကံထက်ချက်လိုက်နေတာပါပဲမကောင်းမှုပြုရင်မကောင်းတဲ့ကံတွေအကျိုးပေးခြင်းတိုင်ရင်အကျိုးပေးတာပါပဲမြည်သည့်ကံမှအဟောတိကံဖြစ်သွားတာမရှိပါဘူးအကျိုးပေးမတန်သေးရင်မပေးတာပါပဲမက်ဖို့နိဗ္ဗာန်ရမှအဲ့ဒီကောင်းမှုကံရောမကောင်းမှုကံရောအားလုံးအဟောတိကံဖြစ်ပါလေ။ကြောင့်မို့မြတ်စွာဘုရားကမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါဘဝနေနီးကောင်းလဲဖြစ်ပါတယ်လို့နောင်တတဖန်ပူပန်စရာမရှိပါဘူး။လူတွေကလည်းများလိုက်တာပြည်သက်ကကျွန်တော်ဟိုးကနေကိုသာချိုပြောနေတော့လာတဲ့ခါကျတော့ပြင်မဲ့မှာပြည်သက်တွေအများကြီးတွေ့တယ်ပိတ်ကားကြီးတွေ့တယ်မောင်သားချိုမတွေ့ဘူးမောင်သားချိုဘယ်နာပြောနေပါလိမ့်သူတွဲလာတဲ့ကလေးကိုမေးရတယ်ဟိုခမ်းမထဲမှာရှိတယ်တဲ့ဟိုးဒီမှာရောက်တော့လေအများကြီးပဲပြင်မှာလဲအ ਨੇ ဆုံးတော့ဒီလောက်ရှိမယ်ဒီတဲ့ပူခြင်းပူပါမယ်လယ်ဝေးမျိုးစာချစ်ကြတယ်စာပွဲသပင်ကိုအားရပါရနားဆင်အားပေးကြတယ်ကျွန်တော်မှတ်မိပါတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကလယ်ဝေးကိုတစ်ချိန်လာဟောဘူးပါတယ်အဲ့တော့ကျွန်တော်တို့ည7 နာရီထိဟောပြောပွဲကမစသေးပါဘူးကျွန်တော်မေးကြည့်ဟောပြောပွဲကဘာလို့မစသေးတာတော့မီးမလာသေးလို့ဆရာလေဝေးမီးပြတ်တယ်အဲ့ဒီမီးကဘယ်တော့လာမှာတော့ကျွန်တော်မေးမသိဘူးဆရာဟောမသိတဲ့မီးထိုင်ဆောင်နေလင်းသွားမှာပေါ့မီးတစ်ခုခုရှားပေါ့ဗျာဒီစကားပြောပထရီအိုးလေးရှိရင်ရတာပဲဒါနဲ့ဟုတ်ကဲ့ထွက်သွားကြပါလေ
ကျွန်တော်ကပြောတာကတော့ဘက်ထရီမီးချောင်းလေးအောက်လင်းတက်မီးကလေးအဲ့လိုလေးထုံးမှုပြောချင်တာပါသို့သောနောက်မကြပါဘူးပြန်လာကြရပါပြီဆရာကြွပါကျွန်တော်တို့ခေါ်သွားပါတယ်ခမ်းမကြီးပြဇက်ယုံလိုကြီးပဲအဲ့ထဲမှာကော်မတီကလည်းမရှိဘူးလားချွေတာလားမသိပါဘူးဗျကျွန်တော်တို့စကားပြောဒီလိုစစ်မော်မှာဖျောင်းတိုင်လေး3တိုင်ထွန်းထားပါတယ်တယုံလုံးတော့ဘာမီးမှမရှိပါဘူးကျွန်တော်တို့ကဥရှင်ကြီးတင်ထားတာကြလို့ပါပဲပိဋကတ်ကကျွန်တော်တို့မြင်ရလားမမြင်ရလားတော့မသိပါဘူးကျွန်တော်တို့ကပိဋကတ်ကိုတယောက်မှမမြင်ရပါဘူးလှိုင်ကူမဲကြီးကိုကြည့်ပြီးတော့ဟောနေရတယ်ရည်တန်ကြားရင်အားရှိပါတယ်လူတွေရှိတယ်ကွစာရေးဆရာကောက်လိုက်သူဟောတော့ဒီစရာလေးပါလေးပြောတယ်လူတွေရှိမှန်းသိကောက်လိုက်ပြီးတော့ကျွန်တော်ဟောတယ်ကျွန်တော်ပြောတော့လေရည်စရာလေးပါလေးပြောတော့လူတွေရှိမှန်းသိနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဘိုလ်ချုပ်အောင်ဆန်းရဲ့ကိုရန်တော်ပါတော်မြဲဘူထွန်းလှသူကငါကွာတဲ့84နှစ်ပြီတဲ့နောက်လည်းလိုက်နိုင်မယ်မထင်ပါဘူးတဲ့ဘိုလ်ချုပ်တို့ခက်ကငါအားရပါရပြောချင်တယ်ကွာကျွန်တော်အားပေးပါတယ်ပြောဆရာပြောတာပြောဆရာကပြောတယ်ဗျရည်စရာလည်းတစ်ခုမှမပါဘူးကျွန်တော်တို့နားထောင်တဏှာကြီးလောက်ကြာတော့ကျွန်တော်စိတ်ထဲမှာတန်တရားဖြစ်ပါတယ်နောက်ကလည်းငြိမ်တိတ်နေတာပဲလူတွေရောရှိသေးရဲ့လားတကယ်ဆိုရင်ခုလိုဆောင်းတွင်းဟောတာဗျချောင်းဆိုးတန်လေးပါလေးကြားဖို့ကောင်းပါလေလက်ဝဲရလူတွေကလည်းမှလိုက်တာတယောက်မှချောင်းဆိုးတန်မကြားရပြီးရောကျွန်တော်ပြေးထွက်ပြီးတော့စောင့်ကြည့်တယ်နည်းဘယ်နှယောက်ထွက်လာတော့ဆိုရှေ့ဆုံးတန်းကျွန်တော်တို့6ယောက်ပဲထွက်လာပါတယ်မရှိတော့ဘူးလူတွေကလည်းဘယ်သိမလဲဗျာမီးရပြတ်မောင်းနေတဲ့ခါကျတော့သူ့ဟာသူပြန်သွားလူတွေကြံတဲ့လောက်ကြံမှာပဲထင်ပြီးသူကလည်းအာမနာပါဘူးပြန်သွားကြံတဲ့လူတွေကလည်းအဲ့လိုပဲကြံတဲ့ကြံမှာပဲကွာဆိုပြန်သွားကျွန်တော်တို့6ယောက်ပဲကြံပါတယ်တကယ်ဖြစ်ပါပဲကျွန်တော်ဘူထွန်းလာကိုမေးတယ်ဆရာလည်းဗျာရန်တန်ဟောနေပဲလူကလည်းတယောက်မှမရှိတော့ဘူးမသိဘူးလေကွာငါလည်းအဲ့ဒီယုံကြီးနဲ့ပြည့်ရှိတယ်မလို့ချနေတာပဲဘိုလ်ချုပ်တို့ခက်ကပြောလိုက်တာနောက်တစ်ခေါက်ကျတော့ဆရာအောင်နဲ့ကျွန်တော်နဲ့ဗျနောက်တစ်နှစ်လောက်ကျတော့ဆရာအောင်သင်းနဲ့ကျွန်တော်တို့ကိုနေ့လည်စာကျွေးတယ်ဗျကျွန်တော်မှတ်မိတယ်ဆိုင်နံပါတ် A1 နဲ့နော်အဲ့ဒီဆိုင်မှာကျွေးတော့စာပေါ့လေစာပြီးတော့ကော်မတီကပြောတယ်ဗျပြီးတယ်ကျွန်တော်တို့ကိုကျွေးတာဒီကိုလင်းဆိုတဲ့လူပါပဲတဲ့အဲ့တုန်းကခန့်ငယ်ငယ်ပင်ပါပါပဲကျေးဇူးတင်ပါတယ်ကွာမင်းကဘာလုပ်တာတော့ကျွန်တော်သူ့မေးပါတယ်သူကစီဆက်ပါတယ်တဲ့ကောင်းတာပေါ့ကွာစီဆက်ဆိုတော့စီစစ်စားရတာပေါ့ကျွန်တော်အဲ့လိုပြောတယ်အခုစီဆက်မလုပ်တော့ဘူးတဲ့ကျွန်တော်စက်ရုံတစ်ခုတည်နေတယ်တဲ့မင်းအဲ့ဒီစက်ရုံတည်တော့အစင်းစင်းခွင့်ပြုချက်တွေတောင်းရတယ်ဘယ်လိုတောင်းတယ်တော့ကျွန်တော်မြို့နယ်ခရိုင်တိုင်းမန္တလေးထိအကုန်ပြီးပါပြီတဲ့ရန်ကုန်မှာကျွန်တော်တို့နောက်ဆုံးရုံးချုပ်ကိုတက်ဖို့ပဲရှိပါတယ်တဲ့မင်းအဲ့ဒီရုံးချုပ်တက်တဲ့ခါကျတော့ရုံးချုပ်မှာမင်းအသိရှိလို့လားမရှိပါဘူးတဲ့ရှိစရာလည်းမလိုပါဘူးကျွန်တော်ပွဲစားနဲ့3000ပေးရမယ်သူပြီးအောင်လုပ်ပေးမယ်ပြောပါတယ်တဲ့အဲ့တော့3000ကနဲတဲ့ငွေမဟုတ်ဘူးကျွန်တော်ပြောတော့မင်းကလည်းကွာအဲ့ဒီရုံးချုပ်ကလက်မှတ်ထိုးတဲ့လူနဲ့မင်းနဲ့သိလို့ရှိရင်တပြားမှပေးစရာမလိုဘူးကွကျွန်တော်မှမသိပဲအဲ့လိုပြောပါတယ်ကျွန်တော်ပြောပါတယ်မင်းကျွေးတဲ့ထမင်းလည်းငါစားပြီးပြီကွာအဲ့ဒီလက်မှတ်ထိုးမဲ့လူကငါပဲကွာမင်းငါတို့ပြန်သွားရင်အဲ့တိုင်းကခွင့်ပြုချက်တွေပါဒီကင်ပြီးလိုက်တာလာခဲ့ပါတော့တပြားမှလည်းမပေးပါနဲ့ငါပေးပါမယ်ဆိုလက်မှတ်ထိုးပေးလိုက်ပါတယ်ကျွန်တော်တပြားမှသူ့ဆီကမယူတာဟန်ကြလိုက်တာအခုနှစ်20ကျော်ပါပြီကိုလင်းကနှစ်တိုင်းစီဘုံတွေပို့ပါတယ်တွေ့ကြည့်ရင်ကျွန်တော်
ဟိုတုန်းကယူရင်3000မရမှာနော်အခုကျွန်တော်သိန်းပေါင်းနဲ့တွက်ကြည့်တော့များနေပြီလူဆိုတာလောဘတွေသိမရှိရင်ပိုရတယ်လို့ကျွန်တော်နားလည်ပါတယ်ပို့တယ်ဗျာနှစ်တိုင်းကျွန်တော်မေ့နေတယ်ဟောဒီကောင်ကလည်းမမေ့ပါလားဟန်ကြတာပါပဲအဲ့တော့ကျေးဇူးတင်ပါတယ်ဒါလေဝေးဟိုမတရားကလေးပါပဲအဲ့တော့ပြိဿတ်တွေလောက်များတာမြင်တော့ကျွန်တော်ကဘာသွားသတိရအောင်ဆိုတစ်နှစ်တော့ကျွန်တော်တရုတ်ပြည်ရောက်နေတယ်ဗျဒီလိုရာဒီမျိုးပဲတရုတ်စာရေးဆရာတွေကချစ်ကြည်ရေးခီးဆိုပြီးတော့ဖိတ်လို့သွားတဲ့အခါကျွန်တော်ကပြောပြတယ်ဗျဟောလို့မင်းတို့ကလည်းဒီရာဒီမျိုးဖိတ်တာကိုစကားပြန်နဲ့ပြောတာပေါ့နော်ငါတို့နိုင်ငံမှာဒီချိန်ဆိုလို့ရှိရင်စာပေဟောပြောပွဲတွေရှိတယ်ကွအဲ့ဒီတော့ကအခုလိုဉာဏ်ပူဇော်ကတွေပါတွေမဟုတ်ပါဘူးဟိုပစိုးလေးတခွင်းပေးပါလေဟောပြောပွဲမှာကျွန်တော်တို့အဲ့ဒါလေးကိုပျော်လို့ပါပဲပစိုးလေးအလကားဝေးရကျွန်တော်တို့ချင်းချင်းတော့ပြောပါလေပစိုးတခွင်းနဲ့မိုးအလင်းဟောပါတယ်နောက်တော့ကျွန်တော်ဟိုမကွေးသွားဟောတယ်ဗျကက်ကြီးတက်လက်ပေးပါတယ်ဟောကက်ကြီးတက်လက်နဲ့လည်းနှစ်ချီထွက်အောင်ဟောတာပါပဲနောက်တစ်ခါတိုင်ဥသွားဟောတယ်ဗျတိုင်ဥကငချင်တရွဲပေးတယ်ဟောငချင်တရွဲနဲ့လည်းဖင်ပြဲအောင်ပြောတာပါပဲအဲ့ဒါစာရေးဆရာပါပဲအဲ့တော့မင်းတို့ကဒီချိန်မှဖိတ်တော့ကွာငါလက်ဆောင်နေလွတ်ကုန်ပြီပေါ့ငရုတ်သီးတွေပေးယူတာပါပဲကြက်သွန်တွေပေးသေးတာပါပဲစီဖုံးလေးပါလေးရလဲပျော်တာပါပဲဘာမှမပေးရင်လည်းဘာမှမရပါဘူးပေးမှမပေးဘဲနဲ့ပဲရတော့အဲ့ဒါလည်းကျွန်တော်တို့ကပြောလို့ပဲသွားပြီးတော့တနင်္ဂနွေလုံးလှဲ့လေဟောပြောဒီချိန်မှာငါတရုတ်ပြည်ရောက်နေတော့အဲ့ဒါတွေအကုန်လုံးလွတ်ကုန်တာပေါ့ကွာရုပ်စာရေးဆရာဥက္ကဋ္ဌမေးတယ်စာပေဟောပြောပွဲဆိုတာဘာလဲတဲ့ဟောစာရေးဆရာကစာပေအကြောင်းဟောတာပေါ့စာချစ်တဲ့သူတွေကလာနာထောင်ကြတာပေါ့အများကြီးပဲလားတဲ့မေးတယ်ဟိုးအများကြီးပေါ့ခမ်းမထဲမှာဟောရင်အပြည့်ကွကွင်းပြင်မှာစင်ထိုးဟောရင်3-4 တောင်လာနာထောင်နေသူတို့ဥက္ကဋ္ဌပြောပါတယ်ငါတို့စီမှာအဲ့ဒါမျိုးမရှိပါဘူးတဲ့မင်းပြောတာစိတ်ဝင်စားဖို့ကောင်းတယ်တဲ့ဒီနေ့ညမင်းတို့ကိုကွန်မင်း University မှာငါတို့ညစာကျွေးဖို့စီစဉ်ထားတယ်တဲ့ငါတို့လူစုကြည့်မယ်လေတဲ့လူတွေစီးအောင်လို့ရရင်မင်းဟောပေးမလားတဲ့ကျွန်တော်လည်းခက်လွယ်လွယ်ပြောလိုက်ပါတယ်ဟောပေးမယ်လို့ညကြတော့ကွန်မင်းတက်ကတူမှာကျွန်တော်တို့ညစာစားနေတော့ရုပ်စာရေးဆရာတွေရောက်လာတယ်အံ့ဩစရာကောင်းလိုက်တာတဲ့မြန်မာလူမျိုးစာရေးဆရာဟောမယ်ကြောင့်ငါတို့စီးအောင်တာဟိုးဘက်ကခမ်းပါတယ်မှာလူတွေကိုအများကြီးရောက်နေပြီတဲ့အဲ့လောက်များတဲ့ပြိဿမတွေ့ဘူးတဲ့မင်းစားပြီးဟောရမယ်နော်ကျွန်တော်ထမင်းကိုမြန်စားပါတယ်အံ့ဩစရာကောင်းအများပြားတဲ့ပြိဿစောင့်နေရမှာအာနာလို့ခေါ်သွားပါတယ်အဲ့ဒီခမ်းပါတယ်ကိုရောက်အံ့ဩစရာကောင်းလောက်အများပြားတယ်ဆိုတဲ့ပြိဿကိုတွေ့ရပါတယ်ကျွန်တော်ရေတွက်ကြည့်တာအားလုံး14ယောက်ရှိပါတယ်အံ့ဩလွန်းလို့အဲ့ဒီ14ယောက်လည်းကျွန်တော်ချမ်းသာမပေးပါဘူးဟောပြခဲ့ပါတယ်ကျွန်တော်ကမြန်မာလူဟောပါတယ်ကျွန်တော်မှတရုတ်လူတစ်လုံးမှမတတ်တာပဲအောက်ကနားထောင်နေတဲ့တရုတ်14ယောက်ကလည်းမြန်မာစကားတစ်လုံးမှမသိပါဘူးကြောင်စီလေးတွေငေးလို့ပါပဲတနာဖို့တောင်ကောင်းပါလေကျွန်တော်ကနည်းနည်းဟောပြီးကျွန်တော်ဘေးကိုဖယ်ရတယ်ဒီလိုစကားပြောစဉ်လေးနဲ့ကျွန်တော်တို့စာရေးဆရာမြန်မာပြည်သွားတာ9ယောက်တယောက်ကအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်သူကအင်္ဂလန်မှာကျောင်းနေဘူးတယ်အခုနကကျွန်တော်မြန်မာလိုဟောတာကိုအဲ့မြန်မာစာရေးဆရာကအင်္ဂလိပ်လိုဘာသာပြန်ပြီးဟောရတယ်အဲ့ဒီထိလည်းတရုတ်တွေဘာမှမသိပါဘူးသူတို့အင်္ဂလိပ်စာအားနေပါတယ်ပြီးတော့မှအဲ့မြန်မာစာရေးဆရာဘေးကိုထပ်ဖယ်လိုက်အဲ့ကွန်မင်းတက်ကတူကအင်္ဂလိပ်စာပါမောက္ခမစ္စတာယန်နဲ့သူကဒီစကားပြောစဉ်ကိုရောက်လာပြီးတော့အခုနမြန်မာစာရေးဆရာအင်္ဂလိပ်လိုဘာသာပြန်တာကိုသူကတရုတ်လိုထပ်ပြန်ရတယ်3 ဆင့်ပြန်ရပါတယ်ကျွန်တော်ရည်စရာတစ်ခွန်းလောက်ပြောရင်နောက်ထပ်9 မိနစ်လောက်ကြာမှရည်သံထွက်တယ်
ပြောရတာအားမရှိပါဘူးဘယ်တော့မြန်ရှိမလဲလို့ရင်ကိုမောနေတာပဲအဲ့လိုလဲဟောခဲ့ရပါရဲ့ဒီမှာခုပြောခုရီတော့အားရှိတာပေါ့အဲ့တော့လာရတဲ့ခီးစဉ်အားလုံးဆဆရရဆင်ပြေပါတယ်ဒီနှစ်တော့ကျွန်တော်တို့မုံဆိုတဲ့ရွာကြီးကဖိတ်တယ်ဗျဖြူထီအောင်တော့aircon bus နဲ့လာရမယ်တဲ့ဖြူရောက်လို့ရှင်ဟိုဘက်က4 မိုင်လောက်တော့ဆိုင်ကယ်စီးရမယ်တဲ့။အော်4 မိုင်လောက်တော့ရပါတယ်ကျွန်တော်တို့ကလည်းအညာလွယ်တယ်လိုက်ချင်တာကိုဒါနဲ့ဖြူရောက်လို့ aircon bus ပေါ်ကဆင်းလိုက်တာနဲ့ဆိုင်ကယ်တွေလာပြီးဂျိုနေကြပါတယ်အများကြီးပဲကျွန်တော်ဆိုင်ကယ်တစ်စင်းမှာခွာထိုင်မိတယ်ဆိုရင်ဖြူမှရှိတဲ့မိတ်ဆွေတယောက်ကလှမ်းတွေ့သွားတယ်ဆရာဘယ်သွားမလို့လဲတဲ့။အော်မေးတယ်။အော်မုံကိုသွားမလို့ပါလို့ဖြူကလူကသိတာပေါ့အဝေးကြီးပဲနော်တဲ့။ကျွန်တော်လူလေလုတ်ပြီးပြန်ပြောလိုက်ပါတယ်။မဝေးပါဘူး4 မိုင်နဲ့ပါလို့ဖြူကလူကခေါင်းခါပြတယ်။မကဘူးနော်တဲ့10 မိုင်ကျော်လိမ့်မယ်တဲ့။တကယ်ခေါ်သွားတော့14 မိုင်ရှိပါတယ်။ဆိုင်ကယ်စီးရတာဖင်လေးကိုကျိန်းလို့ပါပဲကျွန်တော်ဆိုင်ကယ်စီးတဲ့ကောင်ကလေးသေးသေးပူပူလေးဗျကျွန်တော်ခေါင်းကသူ့ခေါင်းပေါ်ကျော်လို့ဟန်ကြပါတယ်ရှေ့ကမြင်ကွင်းရှင်းတာပေါ့အဲ့ဒီကောင်လေးကိုကျွန်တော်မေးကြည့်တယ်မင်းနာမည်ကဘယ်သူတော့ဆိုတော့လာလူတဲ့ဟိုးသူ့နာမည်ကလည်းတစ်မျိုးပါပဲအဲ့ဒီလာလူကိုကျွန်တော်ငယ်ချေဥလို့သဘောထားပြီးတော့ဒီကောင်ခါကိုတင်းနေအောင်ဖက်ရတယ်မဖက်ရင်ကျွန်တော်ပြုတ်ကြမှာပဲနောက်တစ်ယောက်ကရုပ်ရှင်မင်းသားသူ့မောင်မြသူ့မောင်ဆိုင်ကယ်စီးတဲ့ကောင်ကလေးကပိန်ပိန်ပါပါနှကွင်းကလေးနဲ့သူ့မောင်ကလည်းသူ့မော်ဒယ်လေးတင်းနေအောင်ဖက်လို့နောက်တစ်ယောက်ပါသေးဗျချစ်ဦးညိုဒီကောင်ကတော့ကံမကောင်းဘူးသူဆိုင်ကယ်စီးတဲ့ကောင်ကမဲမဲတုတ်တုတ်ကြီးဒီကောင်ဖက်လို့မရဘူးပခုံးလေးကင်လိုက်တော့ကျွန်တော်ကြည့်နေပြုတ်ကြစရာရှိဒီကောင်ကြမှာပဲအဲ့ဒီလိုလဲဟောပြောပွဲတွေသွားခဲ့ရပါတယ်ကျွန်တော်တို့စာရေးဆရာတွေစာကိုဘယ်လိုရေးတော့ကျွန်တော်ပြောမယ်ခေါင်းစဉ်ကလေးနဲ့စပြရတယ်ဘဝမှစာမှဘဝဒီဘဝထဲမှာတွေ့တဲ့တွေ့ကြုံတွေကိုကျွန်တော်တို့စာရေးကြတာပါပဲသွားလျာလာလျာတွေ့ပါတယ်ဒါဟုကုံချမ်းလို့လည်းခေါ်ကြပါတယ်မှန်တော့အတွေ့အကြုံပါပဲအဲ့ဒါကလေးတွေကိုကျွန်တော်တို့ရည်တတ်တဲ့စာရေးခြင်းအတတ်ပညာအနုပညာနဲ့စာတပုတ်ဖန်တီးကြတာပါပဲခုလိုဟောပြောပွဲသွားရင်လည်းကျွန်တော်စာရေးစရာတွေရပါတယ်တခါတော့ဟိုထက်ညာရွှေဘုံကဖိတ်လို့သွားဟောရညနေပိုင်းကျအားနေပါတယ်3 နာရီလောက်ရှိကျွန်တော်တို့ခုလိုအားနေမယ်အစားလှရောရွာကိုလိုက်ပို့ပါလားလို့12 မိုင်လောက်ဝေးတယ်ရွှေဘုံသားတွေကမေးတယ်ဆရာကြီးကဘာလို့ချင်လို့လဲတဲ့အဲ့လှရောသားတွေကစကားပြောရင်အလင်းကားတွေနဲ့ပြောတယ်ဗျဥပမာအလင်းကားတဲ့နှိုင်းရှင်ပြတယ်အတိတ်တရားဝုဒ္ဓအလင်းကားအကြီးကျယ်ကြီးတွေချက်ကားပြောတယ်ဝင်ကဝုဒ္ဓအလင်းကားတဲ့မပြောဘူးတကွက်ကျော်တွယ်ကဝိုက်ခါပြောတယ်အဲ့ဒါဒီကျွန်တော်မန္တလေးတက္ကသိုလ်မှာမြန်မာစာနဲ့ပွဲရတော့သင်နေရပါတယ်သိပါတယ်တတ်ပါတယ်ဒီလှတော်သားတွေကဘယ်သွားသင်ပြီးတော့တတ်နေကြတော့ဟုတ်ရောဟုတ်လို့လားတန်တရားရှိတယ်ဒါကြောင့်မို့လို့ဂျုံတော့လှတော်ကိုသွားပြီးတော့လှတော်သားတွေနဲ့အရှင်လက်လက်နားထောင်ကြည့်ခြင်းနဲ့လိုက်ပို့တယ်ဘင်္ဂါကလေးနဲ့လှတော်ရွာရောက်လမ်းစုံမှာကားကလေးကိုရက်လိုက်ဟိုးရှိရလူတယောက်စူပါကတ်ဆိုင်ကယ်ကလေးစီးလို့ရွှေဘိုသားကမြင်းနေဟေးကိုကျော်မြင့်လာအောင်လမ်းခေါ်ပါလေကိုကျော်မြင့်ဆိုတဲ့လာတော်သားဆိုင်ကယ်ကလေးဖြည်းဖြည်းလှိမ့်လာတယ်ကျွန်တော်ထိုင်းနေတဲ့ကားပရင်းပေါက်ဘေးမှာတဲ့ရက်ပါရွှေဘိုသားကပြောတယ်ဒီမှာကွရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လာတော်သားနဲ့စကားပြောကြည့်ခြင်းလို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ကကျွန်တော်ကြည့်ပြီးပြောပါတယ်ရပါတယ်တဲ့ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲတဲ့အဲ့ဒါလှတော်သားဗျဘာမှန်းကိုမသိဘူးကျွန်တော်
အော်ဘာဖြစ်လို့တော့လို့မေးရတယ်။ तू ကတဲ့မပြောဘူးလေအကွက်ကြော်နေပြောထားတယ်။ဘာဖြစ်လို့တော့လို့မေးတော့ဆရာကြီးစဉ်းစားကြည့်လေတဲ့။သွားဆရာဝန်နဲ့တွေ့ရင်ပါဇက်ကိုဖျဲမပြရဘူးလားတဲ့။အော်ပြတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့။အဲ့လိုပဲလေကျွန်တော်တို့နဲ့တွေ့ရင်ကျွန်တော်တို့ကရည်စရာတွေပြောတော့ဆရာကြီးကရည်ရင်ပါဇက်ဖျဲပြရအောင်မယ်။သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲတဲ့။ကျွန်တော်သူ့ကိုသဘောကျတယ်။ဒါလှတော်သားစစ်တယ်ကွာ။အဲ့ဒါနဲ့ကျွန်တော်သူ့ကိုမိတ်ဆက်ပေးတယ်။ဟိုးမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီးဤကြကွေးပါပဲအဲ့လိုလဲပြောလိုက်ရောလှတော်သားချက်ချင်းထွက်လာဟာဆရာကြီးနာမည်ကလည်းကောင်းလိုက်လားမနေ့လေးလို့လက်ဖက်ဆိုင်သွားမုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ုံပဲနိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နိုင်ငုတ်တုတ်ပဲနော်ကိုကြီးခံရပြီလားကွာခံရရတယ်ကွာအေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖက်ဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖက်တောင်ရင်စကားပြောကြလှတော်သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရတယ်သူတို့ပြောတဲ့စကားလေးတွေနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပိန်ညှက်ဆိုင်ရှေ့တုံဖြတ်မစီးရဘူးတဲ့ဩဘာဖြစ်လို့တော့သပင်ငုတ်တူလေးနဲ့တွေ့ရင်ပေါက်သွားလိမ့်မယ်အဲ့ဒါအတိတ်တရားဝုဒ္ဓိအလင်းကားဗျအကြည့်ကျက်ချက်ပြောအလှမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်ဆရာကြီးရေမူးမြက်ကံဖေးမေးတင်နေရတယ်ဩဘာဖြစ်လို့တော့ကျွန်တော်မေးကြည့်နေရတာပဲငချောက်ကငံလုံးအားကြီးတော့ရေတအားငတ်လို့ရေအိုးစင်ခဏခဏမသွားနိုင်တော့ဘူးဆရာကြီးရေမူးမြက်ကံပေးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရစကားတခွန်းတည်းနဲ့အလင်္ကာ2မျိုးဖြစ်တယ်ဗျအတိတ်တရားဝုဒ္ဓိအလင်္ကာဖြစ်တယ်ဝင်ကားဝုဒ္ဓိအလင်္ကာဖြစ်စစ်ကြောင်းကြီး9ကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ့ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလုံခြုံမှုစရဲပေါ့နော်ပညာရေးမှုကျမ်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ကိုဆင်းလာတယ်ခမနေကင်းတဏှာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကြွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲအဲ့ဒါဥပမာအလင်းကားဗျသူတို့ဥပမာပေးရသိလွယ်တာပဲနော်ခက်စစ်မဟုတ်ဘူးသူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စိထဲကိုမြင်ရောက်လာတယ်ဘယ်လိုမျက်စားနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျလှတော်သားကစပားတိုင်သွားပြီးတော့စပားရောက်နေတိုင်မှုကငွေရပြေစာမှာလက်မှတ်ထိုးပေးလိုက်သူများအတူထိုးလို့မရအောင်ရှုပ်ရှက်ခတ်ချလိုက်ဒင်းလှတော်သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွတ်ရိုက်လိုက်ပြီးတာပဲဒီတဲ့ရှုပ်တာတော့မရှိတော့ပါဘူးကျွန်တော်ကသဘောကျတယ်ဩခင်ဗျားတို့ကလည်းပြောတတ်လိုက်တာနော်လို့အဲ့ဒါယောက်ျားတွေပဲပြောတတ်သလားလို့မိန်းမတွေရောမပြောတတ်ဘူးလားလို့လှတော်သားတယောက်ကပြောတယ်ဩပြောတတ်တာပေါ့ဆရာကြီးဟာတဲ့ကျွန်တော်မိမနဲ့ရံဖြစ်တော့ကြိတ်မောင်းပြောလိုက်တာတဲ့မင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကား3တစ်ဆင်းလူပြိုဖြစ်တယ်ကွလို့ပြောလိုက်တာတဲ့ကျွန်တော်မိမချက်ချင်းပြန်ပြောတယ်တဲ့ရှင်ရမလေကား3တစ်ဆင်းနေအောင်မဲတဲ့ကျမတစ်ထစ်မှဆင်းစရာမလိုဘူးအိမ်ပရင်းမောက်ကိုဖွင့်ပြီးလက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်တဲ့ဒါမျိုးသမီးတွေမှတ်ထားဖို့ကောင်းပါလေအဲ့လူကဆက်ပြောသေးတယ်ဗျဆရာကြီးတဲ့ကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေ့အစားပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်သားအကောင်တွေဘယ်မှမသွားတော့ပါဘူးပတင်းပေါက်ကိုစောင့်ကြည့်နေကြမှာခမရတို့နဲ့ပြောရတာလေရီးနေရတာပဲနော်လို့အဲ့လိုပြောတော့လှတော်သားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရီနေတာပဲခမရရီနေတော့
ကျမ်းမာတယ်တဲ့ဆေးရုံဆေးကန်းမသွားရဘူးတဲ့လှတော်သားတွေသိတယ်ဗျရဲချင်းသည်စိတ်ဖိစီးမှုကိုရောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်ကျွန်တော်တို့စီကိုဆရာဝန်တွေဘာတွေရောက်လာရင်မပျော်ဘူးခမရဘယ်ပျော်မလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရီးနေတာသူ့စီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခမရသူရောက်လာပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးရသေသွားတယ်ခမရနည်းလေဒါမတော်တဆဖြစ်တတ်ပါရဲ့တဲ့ပြဿနာမရှိပါဘူးတဲ့နောက်9ရက်လောက်နေတော့နောက်တယောက်သွားထိုးပြန်နေဆရာကြီးရဲ့သေတာပဲခမရနည်းလေကာယမတော်ရင်2ယောက်လောက်ကလည်းစက်တိုက်ဖြစ်ကောင်းဖြစ်နိုင်တာပဲကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့ကြောက်သွားတယ်ခမရတလလောက်ရှိတော့တယောက်ကမလွဲတာမဆောင်တာသွားထိုးရပြန်နေသေတာပါပဲအေးလေဒါကြတော့လည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်တယ်တဲ့ဘယ်လိုတိုင်လို့ဆိုတော့ဒီဆရာဝန်ကိုမြန်မြန်ပြောင်းရင်လည်းပြောင်းပေးပါတဲ့ပြောင်းမပေးနိုင်ရင်လည်းသင်္ချိုင်းကုန်းကိုချဲ့ပေးပါဟုတ်တော့ဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချဲ့ဖို့လုံးမကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျာဆိုပြောင်းသွားတာပေါ့ဆရာကြီးဟာသင်္ချိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့ကျွန်တော်သူတို့နဲ့ပြောရင်းနဲ့ဘေးပတ်ဝန်းကျင်ကြည့်တော့သစ်ပင်လေးတွေကစိမ့်စိမ့်ဆူဆူလက်ွက်ထဲမှာရေကလေးတွေကဖွေးလို့ဩကျွန်တော်ကလှတော့ဆိုတော့အညာဒေသပူပြင်း6သွေးမှတ်နေတာအခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေသဘောကျတယ်သူတို့ရွာကိုချီးမွမ်းတာကိုအဲ့ဒီမှာလှတော့သားတယောက်ကပြောတယ်ဩဆရာကြီးကလည်းရေပေါ်ချက်ကတော့စက်တအုပ်မှာနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့စက်တောင်ရွေးချယ်မှုရှိတယ်နော်စက်တအုပ်မှာတော့သိသဘောကျတယ်ကျွန်တော်လည်းတော်သားသိတယ်ကြက်ဖကအကောင်ကြီးတယ်ခြေထောက်တုတ်တယ်ရက်တာမတန်ဘူးဒီကောင်ကပုံမေးဒီမော့ကြက်မပဲလိုက်ကြည့်နေတာစက်တအုပ်မှာကကြတော့သားသမီးစောနဲ့ရင်ကလေးကိုဖွင့်ပြီးချတာဒင်းဒင်းရက်အားတန်နေအဲ့ဒီမှာနှစ်ခါရိုက်ရေထွက်တယ်ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမေးနဲ့ဆရာကြီးစပါကလင်မဲတဲ့ချိုးနေတယ်တဲ့သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နီးပါရဲ့တဲ့ဝက်လက်မြို့10မိုင်လောက်ပဲဝေးတယ်မတူဘူးခမရသူ့ကြရေရှားတယ်တဲ့အဝီစီတွင်းဆိုတဲ့အတိုင်းပဲတဲ့ဟိုးအောက်ဒေဝရငယ်ရိပ်ပုံတူရတယ်အဝီစီရောက်သွားထွက်လာတဲ့ရေကလည်းဘာငံတယ်လဲမမင်းနဲ့ဆရာကြီးအတုတ်မြုပ်တာရှာထားပြီးတော့ငံပြာရီချက်เสียမလိုဘူးကျွန်တော်ကရီတော့ကျွန်တော်နဲ့တူထိုင်းနေတဲ့ရွှေဘိုသားကလည်းရောနော်ရီတာပေါ့အဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိသွားတယ်ဆရာကြီးတဲ့အဲ့ရွှေဘိုသားတွေအကြောင်းပြောရအောင်မဲတဲ့ဟိုလူတွန့်သွားတယ်ဗျကျွန်တော်အားပေးတယ်ပြောပါလို့အဲ့ရွှေဘိုသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော်မော်တော်ကားကြီးနဲ့ဖြတ်သွားတယ်ခင်ဗျည9 နာရီ10 နာရီကျတော့လှတော်ဖြတ်ပြန်သူတို့ဘောလုံးနိုင်တဲ့နေ့ဆိုရင်ဆရာကြီးတရွာလုံးတယောက်မှအဲ့လိုမရဘူးပွက်ကိုညံနေတာပဲကျွန်တော်တို့ကသိပါပြီတဲ့မေးစရာမလိုပါဘူးရွှေဘိုသားတွေဘောလုံးနိုင်လာပြီကွသူတို့ရှုံးတဲ့ညကြရင်တော့ဆရာကြီးဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးကျွန်တော်ထင်တယ်တဲ့လှတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်တယ်သူတို့မှပြောတတ်တယ်နော်ရွှေဘိုသားမျက်နှာပြတ်သွားတယ်ဗျအဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိပြန်တယ်ဒီလူတွေပါတယ်ဗျဆရာကြီးအားတဲ့သူများပြောရတာပဲကျွန်တော်တို့လှတော်အကောင်တွေလည်းမကောင်းပါဘူးတဲ့ရေအိမ်တွေတိုင်းငါးပက်လုံးလို့သေးတောင်ပေါက်မထားရဲဘူးတဲ့ရွှေဘိုသားလည်းကျေနပ်သွားပါတယ်အဲ့တော့အဲ့ဒါလေးတွေဗျာကျွန်တော်ကကိုယ်တိုင်သွားကိုယ်တို့ကြုံယုံရပြီဒါလေးကိုကျွန်တော်လှတော်သားနဲ့စကားအလင်္ကာလို့ဆိုပြီးတော့ပြန်ရေးပါတယ်ဖတ်တဲ့လူတွေကိုလိုပဲပြုံးပါစေရဲပါစေလို့မျှဝေခံစားနောက်အဲ့ဒီလူတွေကိုကျွန်တော်အော်နာလုပ်ချင်တယ်ဒီလိုဟာတွေကိုသူတို့တရွာလုံးတက်နေတယ်သိလေးစားဖို့ကောင်းတာပဲကျွန်တော်ပြောရင်အများကြီးပဲနောက်တော့ကျွန်တော်စာအုပ်တုပ်ရပါတယ်
စာအုပ်တုတ်တောင်ရေးပြီးပါပြီသူတို့เจ้าနေအဲ့တော့ဘဝတည်းကရတဲ့စာပါပဲနောက်တစ်ခါသူများရေးတဲ့စာတွေကနေကျွန်တော်ဘဝတည်းယူကြည့်တာကလေးရှိတယ်တခြားမဟုတ်ပါဘူးဗျာခုနပြောတဲ့စာရေးဆရာကြီးဤကြကွေးပါပဲကျွန်တော်နဲ့ညီကိုလိုချစ်ခင်ပါတယ်တယောက်တည်းနေရှာပါတယ်ဆင်းရဲပါတယ်ကွယ်လွန်တော့ကျွန်တော်တို့သင်္ကြန်မဲ့လူတော်မှနဲပါတယ်ကျွန်တော်တငယ်ချင်းကျွန်တော်တွေတော့ကြီးပါတယ်9 နှစ်လောက်ကြီးပါတယ်ချစ်လို့တငယ်ချင်းလို့ခေါ်တယ်သူနဲ့ကျွန်တော်မင်းနဲ့ငါနဲ့ပြောလို့ရှိတယ်ကျွန်တော်မိမမကြိုက်ဘူးကိုယ့်ရဲ့9 နှစ်လောက်ကြီးမင်းနဲ့ငါနဲ့ပြောတာငယ်ကြီးမှမကြောက်ဘူးလားမကြောက်ပါဘူးချစ်လို့ပြောတာပဲအဲ့လိုပြသူကွယ်လွန်းတော့ပန်းခွေလေးနှစ်ခွေပဲရှိတယ်တစ်ခွေကကျော်ရဲ့ပန်းခွေနောက်တစ်ခွေကတမ်းမြင့်အောင်ရဲ့ပန်းခွေကျွန်တော်ကတမ်းမြင့်အောင်ရဲ့အဲ့ပန်းခွေတစ်ခွေဘယ်လောက်ကျ2000ကျတယ်ဆရာငါ့ကိုတစ်ခွေလုတ်ပေးစမ်းမှာခုသွားပြီးပြေးဝစမ်းမှာတမ်းမြင့်အောင်ကပြောတယ်တင်းကြိုတော့မှာပဲဆရာရဲ့ပန်းခွေမော်ပါနဲ့ရက်လေကြလို့ရှိရင်မုံဟင်းငါကလေးကျွေးကြတယ်ပတ်စံမရှိဘူးဆရာရဲ့အဲ့ဒီပန်းခွေဖို့2000ကိုမုံငါကျွေးပါဆရာရဲ့ကျွေးရတယ်ကိုလုံနိုင်တာစွမ်းကိုပေးကြကျော်သူနဲ့တမ်းမြောင်ကကားကောင်းစားကြီးနဲ့ကျော်သူကိုယ်တိုင်မောင်းတယ်ကျွန်တော်ကအဲ့ဒီခေါင်းကိုထမ်းပြီးတော့ကားပေါ်ရောက်အောင်တင်းနေချစ်ဦးမျိုးကငိုချင်းတယ်နောက်ကနေငိုလိုက်တာသူကတနာလိုက်တာကိုကသိတနာဖို့ကောင်းတာပဲတအားကုန်ဆိုင်ကြည့်တယ်ငိုရင်းနဲ့ဒီကောင်ကဘယ်လိုတွေးပေါက်သွားတယ်မသိကျွန်တော်လာပြောသေးတယ်အကိုသေးရင်လည်းကျွန်တော်တအားငိုမှာပဲဗျာဩရေးတယ်မမင်းငိုဖို့ငါသေပေးအောင်မှကြလို့သူရေးတဲ့စာကလေးတစ်ပုဒ်ပါဟာတစာရေးဆရာကြီးပါသူကလက်ဖေးဆိုင်မှာလက်ဖေးမှာတော့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်သူလက်ဖေးဘယ်လိုတော့အမှန်တော့မသိချိုစိတ်ထားလိုက်ပါဦးဤပြစ်နေရမယ်နှိုးစီတွေအများကြီးထက်တောက်ပြီးရင်ခွေလဲကြသွားဟောဒီကြကိုရလည်းပြောတတ်လိုက်တာရေးတတ်လိုက်တာအဲ့ဒါလေးကိုကျွန်တော်ထားတယ်သဘောကျလို့ကိုလည်းတော်သားဆိုတော့ကျွန်တော်တို့ရွာမှာဖေးလို့တောင်မခေါ်ပါဘူးလက်ဖေးချိုးလို့ချိုတာလေးထက်ခေါ်တယ်ချိုမှကြိုက်အဲ့ဒါနဲ့ကျွန်တော်ခုနေတာမင်္ဂလာတို့ခေပင်လမ်းမတန်းပြကျွန်တော်အိမ်ဘေးမှာလက်ဖေးဆိုင်လေးတွေတန်းစီလို့ရှိတယ်တနေ့ကျွန်တော်အိမ်နဲ့နီးတဲ့လက်ဖေးဆိုင်ပြီးတော့တောက်ပါတယ်ဇဝဲတို့လေးက10 နှစ်သားလေးသူကျွန်တော်သိပါတယ်ဒီကောင်နောက်တောက်နဲ့မေးတယ်ဘယ်လိုပြောမှလဲစာရေးဆရာကြီးညနေဘိုးကမသေးဘူးကျွန်တော်ဒီကောင်ကိုနောက်ချင်စိတ်ပေါက်တယ်နဲ့ဤကွေးမှတယ်လို့မှားလိုက်ဟဲ့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်กว่าလို့အဲ့ချာတိတ်ကကျွန်တော်ကိုကြည့်ပြီးပြုံးနေရပါတယ်တဲ့ဖြောဆရာကိုလှမ်းပါတယ်လက်ဖေးတစ်ခွက်ဟဲ့ချိုစိတ်ဤပြစ်ခွေလဲကြောက်ပရောင်းဂိတ်ဆုံးတယ်ကြောက်ပရောင်းကထညက်ထွက်တယ်ဂိတ်ကဆုံးရအောင်မယ်ဤကြကွေးလွန်လာအောင်မေဒီကလေးဖြည့်เสียရှိတယ်မှန်တဲ့တိုင်းပြောရင်စာရေးဆရာလူရင်းသားဆော့ချစ်မှာဖြည့်เสียမရှိဘူးဤကြကွေးဟာအာနာကုန်ပြီထင်းနေတယ်ဟာဒီကောင်ငါတဲ့သားတာပဲအဲ့ဒီကလေးစီကဒါလေးကိုကျွန်တော်သင်ယူမှတ်သားထားတယ်နောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်ကလေးပါပဲသူ့တဲ့2 နှစ်လောက်ကြီးတယ်မေးပါလေဘယ်လိုပြောရမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်လို့ဟိုကောင်လေးပြောတာပါထက်မှလိုက်ဟဲ့အောင်ချိုးစိတ်ဤပြစ်ခွေလဲဘရောင်းဂိတ်ဆုံးกว่าအဲ့ဒီခြာတိတ်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟေးချိုးစိတ်ဤပြစ်ခွေလဲကြောင်ဘရောင်းဂိတ်ဆုံးတိုင်ဖက်ပလက်လန်းဩဆရာသိကောင်းတာပဲတအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပလက်လန်းလို့ဒီကောင်ဘယ်လိုလုပ်စဉ်းစားတော့ကျွန်တော်မစဉ်းစားမိတာအမှန်ပါပဲဟိုကလေးတွေမြန်တော်လိုက်တာကွာသူပြောလိုက်တော့လည်းဟုတ်တယ်ချိုလိုက်တော့ကွာတိုင်ဖက်ကိုပလက်လန်းရောဟာဒါလည်းကျွန်တော်ဒီကောင်စီကသင်ယူမှားရပြန်နေနောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပဲ
လူဖြောမှလည်းဦးလေးဒီကောင်တော့ဖြည့်စရာမရှိတော့တော့ပါဘူးရှေ့ကကလေးတွေပြောတာကျွန်တော်ကုန်တန်းစီလွတ်လိုက်ဟဲ့အောင်ချိုစိတ်ဤပြခွေလဲကြောက်ဝရောင်းကိတ်ဆုံးတိုင်ဖက်ပက်လက်လန်ကွာအဲ့ဒီခြာတိတ်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဗျဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ချောဆရာကိုလှမ်းမာတယ်လက်ဖက်ရည်တစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောက်ဝရောင်းဆုံးတိုင်ဖက်ပက်လက်လန်မြောင်းရတဲ့ခေါင်းဆိုင်ဒီလောက်တောင်ချိုရင်လာတာသေစမ်းกว่าဆိုအဲ့ဒီစကလုံးနေကျွန်တော်မှဖြည့်ပြောတာမရှိပါဘာဖြစ်လို့တော့ကျွန်တော်အဲ့စကလုံးနေလောက်ကိုမလောက်တတ်ဘူးအဲ့ဒါလက်ဖေးဆိုင်ကကလေးတွေမှလောက်တတ်တာဟိုဒီကောင်တွေငါတယ်ตาတာပဲသဘောကျတယ်သို့တော့ကျွန်တော်ထပ်မမှားရဲတော့ပါဘူးထပ်မှန်သေချင်းစိုးနဲ့သေတွေပါသူတို့လောက်ရင်ကိုယ်ခံရအောင်မယ်အဲ့ဒါကလေးကိုသဘောကျလို့ကျွန်တော်စာတစ်ပုဒ်ပြန်ရေးတယ်ခေါင်းစဉ်ကကိုယ့်တဲ့ตาသောကလေးများကလေးရဲ့လူမြန်မင်းထင်မသေးလိုက်ပါနဲ့သူတို့မှာကိုယ့်တဲ့ตาဓာတ်အများကြီးရှိပါတယ်ကျွန်တော်ဖတ်တဲ့လူကိုဗျာပြုံးပါစေရဲပါစေလို့မျှဝေခြင်းယုံမကအတိကလေးတစ်ခုပေးခြင်းပါတယ်လူတိုင်းမှာကိုယ့်တဲ့ตาဓာတ်ရှိတယ်အဲ့ဒါလေးကိုတတိရှိစေခြင်းပါတယ်အဲ့လိုမဟုတ်တဲ့ခါကျတော့ချို့သောလူတွေဟာကိုအရာရာငါသာလျင်သိငါသာလျင်တော်ငါသာလျင်တက်ငါမှတပါခြားသောလူတွေငါကိုဘယ်သူမှမမီဘူးအဲ့လိုငါဆွဲအတ္တငါမာနတွေထောင်လွှားကြတယ်ငါကိုလာမကြောနဲ့မောသွားမယ်ငါကိုလာမချောက်နဲ့မှောက်သွားမယ်ငါကိုမထိနဲ့မီးပွင့်သွားမယ်ငါအကြောင်းမကောင်းမပြောနဲ့ငါအကြောင်းမကောင်းမရေးနဲ့ငါကိုဘာကောင်မှတ်တယ်လဲအိုးပြောလိုက်ကြတယ်လူတွေကိုသိတ်တော်တာပဲလို့ထင်ရင်မတော်သေးလို့ပါပဲအဲ့ဒါကိုထုတ်ပြီးတော့ပါပြောပြီးဆိုရင်တော့အတော်လျှော်လို့ပါပဲများကြွားဝါပြောရင်များနှိမ်သွားပါတယ်ဒါကလေးကိုကျွန်တော်ကသိစေခြင်းနဲ့သတိရှိစေခြင်းနဲ့ကလေးလေးတွေကိုယ့်ရဲ့သားတွေလို့ပြောချင်တာပါဒီအဲ့ဒီမှာဒါကိုမျိုးကိုမသိတဲ့လူတယောက်ကကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်အသစ်ကလေးထည့်ထားတာမြင်တယ်အချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့ရအောင်မင်းမေးတာကိုငါကမဖြေနိုင်ရင်မင်းကို200ပေးမယ်ငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ဟိုတရားရန်တစ်ကလေးလိုချင်လို့ကောင်းလေးကပြောတယ်မလုပ်ချင်ပါဘူးဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးပါဘူးကွမင်းရှုံးရင်100ပဲပေးရမယ်ငါရှုံးရင်200တောင်ပေးရမှာပါကွလုပ်ပါကွကလေးကညင်းလို့ကိုမရဘူးအတင်းအကြီးခိုင်းနေတော့နောက်ဆုံးကောင်းလေးကဲအဲ့ဒါဆိုလဲကျွန်တော်အရင်မေးမယ်ဦးလေးအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေတော့က3ချောင်းပါတယ်ဘလူနည်းနည်းခေါင်းစားသွား2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်ပါလိမမြင်ဘူးကောင်လေးကဆက်ပြောတယ်ဂျိုးကလည်း3ချောင်းပူဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဘလူစဉ်းစားတယ်လှက်ပတ်မျိုးတွေးဘယ်လိုမှစဉ်းစားလို့မရအတော်လေးကြာတော့ကောင်လေးကပြောလေဦးလေးမသိဘူးကွာပြောယူတော့သူ့စကားနဲ့သူဆောင်းကြီးအောင်ကြီးငွေ200ထုတ်ပေးတယ်ကောင်လေးကပြောတယ်ဦးလေးမေးတော့ပိုလူကအခုကကောင်လေးမေးတဲ့ကောင်ကိုမကျေနပ်ဘူးသိချင်တယ်အဲ့ဒါဘာကောင်လဲမသိဘူးပြောပြပြန်မမေးတော့ဘူးကွာတဲ့ခုနမင်းပြောတဲ့ကောင်မဲငါပြန်မေးမယ်အဲ့ဒါဘာကောင်လဲပြောကောင်လေးကသွေးထောင်နဲ့တရားရန်လေးထုတ်ပေးလိုက်တယ်ရော့ကျွန်တော်လည်းမသိပါဘူးကလေးသွားနှက်တဲ့ကောင်တရားရှုံးသွားတယ်ဒါကြောင့်မလို့လူတွေဟာကိုယ်နေရာကလေးမှာ
ကိုသိတာကလေးရှိပါရဲ့သူ့နေရာမှာကြတော့သူသိတာဒီအများကြီးပဲအဲ့လိုမမှန်ကန်ကန်နားလေရင်အသင့်တင်ရင့်ကျက်ပြီတဲ့အဲ့ဒီလူတွေကမကြွားရတော့ပါဘူးသူများကိုလည်းအထင်မသေးရတော့ပါဘူးကိုလည်းထင်ကြီးပဝင်မြင့်မဖြစ်မိတော့ပါဘူးလို့ဒါကလေးကိုစာချစ်သူများကိုအသိပေးခြင်းပါတယ်သတိပေးခြင်းပါတယ်လူတိုင်းတော်ကြပါတယ်လို့ဒီလိုနားလည်ပါလို့ပြောချင်ပါတယ်ကျွန်တော်ကနောက်တစ်ခုဆရာတော်ကပြောပါတယ်ကလေးတွေလည်းပါပါတယ်အသိအလိမ္မာဉာဏ်ပညာတစ်ခုခုရရင်ဒီပွဲလောက်ရတာတန်ပြီလို့ပြောပါတယ်ကျွန်တော်ကိုယ်တိုင်ရဲ့ဘဝအတွေ့အကြုံကလေးနဲ့ပြောချင်ပါတယ်ကျွန်တော်ကငယ်ငယ်တုန်းကအဲ့ဒါလေးကိုကျွန်တော်စာအုပ်တုပ်လည်းရေးထားပါတယ်ကျွန်တော်ငယ်ငယ်တုန်းကညံ့ပါတယ်လျှော်ပါတယ်ဖြင်းပါတယ်ဘာကြောင့်ညံ့နှုံးဆိုရင်ကျွန်တော်မှာသိငယ်စိတ်အကြီးကြီးရှိပါတယ်လူတိုင်းကိုပြောချင်ပါတယ်မင်းသိငယ်ပြီဆိုရင်တော့ညံ့ပြီလို့သာမှတ်လိုက်တော့တစ်သက်လုံးနှိမ့်သွားလိမ့်မယ်ဖြင်းသွားလိမ့်မယ်မှန်တော့သိငယ်စရာလူတိုင်းမှာရှိပါတယ်ကျွန်တော်ဘာဖြစ်လို့သိငယ်တော့ဆိုတော့ကျွန်တော်ရွာကလေးကဟိုးစစ်ငိုင်ဆိုတဲ့မြို့ကလေးနဲ့ဒီ6မိုင်ဝေးပါတယ်လယ်သမားရွာကလေးအင်ဂျီ100လောက်ပဲရှိပါတယ်တရွာလုံးလယ်သမားပါပဲကျွန်တော်အဖေကလည်းလယ်သမားပါပဲကျွန်တော်တို့မှာကိုယ်ပိုင်လယ်ကလေးရှိတော့ထမင်းနဲ့မှန်စားရပါတယ်လယ်သမားကမချမ်းသာပေမဲ့ဆန်ရှိပါတယ်စီရပါတယ်ရာခင်းကပဲထွက်ပါတယ်အဲ့ဒါဆိုရင်စားလို့ရတာပဲသို့တော့ကျွန်တော်9နှစ်သားမှာအဖေကွယ်လွန်သွားပါတယ်အမေ24နှစ်မှာမုတ်ဆိုးမှဖြစ်မလုတ်တတ်မကင်တတ်တော့လေယာစီးပွားကလေးပြက်သွားတယ်ကျွန်တော်ကိုဖေကြီးနဲ့အမေကြီးကခေါ်ယူပြီးတော့မွေးစားပါတယ်အဖေကြီးကတော့အဲ့ဒီရွာကလေးမှာသူတယောက်ပဲလယ်သမားမဟုတ်တာဘာလို့ဆိုဖေကြီးကမူလာတန်းကျောင်းအုပ်ဆရာကြီးပါပဲသို့သောမူလာတန်းကျောင်းအုပ်ဆိုလို့သူ့မှာလက်ထောက်ကတော့တယောက်မှမရှိပါဘူးသူ့ဘာသာတယောက်တည်းအုပ်နေရတဲ့ကျောင်းမှာပဲဖေကြီးကျောင်းကလေးကလည်းသေးပါပဲဒီရှိတခန်းစာလောက်ရှိပါတယ်ပုဏ္ဏမှာကလေး20လောက်တငယ်တန်းလေးတင်မုံကြီးတစ်ချက်ထောင်ထားတယ်တင်မုံဆိုလို့လည်းကောင်းကောင်းမဟုတ်ပါဘူးသူ့ပြပေါင်ကွတ်ထားပါတယ်ဒီဘက်နားမှာကလေး16ယောက်လောက်တင်မုံကြီးတစ်ချက်နဲ့တငယ်တန်းကြီးဒီနားမှာကျတော့ပထမတန်းကလေး14ယောက်လောက်ဒီနားမှာဒုတိယတန်း12ယောက်လောက်တတိယတန်းကျတော့6ယောက်ရှိတော့စရုပ်ထတန်း4တန်းကျတော့2ယောက်ရှိတော့ကျွန်တော်တို့ကျောင်းကလေးမှာတငယ်တန်းလေးပဲလူများတယ်အတန်းကြီးသွားလေလူနည်းလေပဲဘာဖြစ်တာတော့ကျွန်တော်တို့ရွာလယ်သမားတွေကဒုတိယတန်းလောက်အောင်လို့သေစာရှင်စာဖတ်တတ်ရင်တော်ရောပေါ့ကျောင်းထုတ်သွားကျွဲကျောင်းခိုင်းနွားကျောင်းခိုင်းနေကျွန်တော်တငယ်ချင်းတွေအဲ့လိုနီးနဲ့ညံကောင်းမှရက်နဲ့လေရဲရတဲ့ရောက်သွားကြဒီကျောင်းကလေးမှာဒီတရန်းနဲ့ဘာမှကာထားတာမရှိပါဘူးကာလို့လည်းဘယ်ဖြစ်မလဲဆရာတယောက်တည်းခလေကောင်းကထိုင်ကြည့်ရင်တန်းအားလုံးကိုမြင်တယ်ဖေကြီးကကြည့်နေငြိမ်နေသို့သောဖေကြီးကပထမတန်းကိုသွားစာပြလို့ရှိရင်နောက်ကျောပေးလိုက်တဲ့တတိယတန်းအကောင်ကြီးတောက်တင်မုံနဲ့ဆွဲခုတ်ကုန်ကြပြီညံပွဲချအဖေကြီးကတတိယတန်းကိုပြေးပြီးတော့စူပြောဖြင်းနေတော့ရှိသေးနောက်ကျောပေးလိုက်တဲ့ဒုတိယတန်းအကောင်ကြီးနှစ်ပန်းချပြန်ပြီဒုတိယတန်းပြေးရပြန်ပြီဖေကြီးခမညာကျွန်တော်ထင်ပါတယ်စာသင်ရတာကနည်းနည်းရံပွဲဖြ